我赢家了。ကြည့်ပြရဲ့စိတ်မဆိုးပါနဲ့ရဲဝင်းကအတွေးလုံးပေါက်ကြလို့တက်တယ်ဆိုတာနင်းလည်းသိရတာနဲ့ နင်တို့ရဲဝင်းကိုဝန်းရံကျင်တယ်ဒီအဖွဲ့တွေကိုပြန်ရောက်ချင်တယ်ဆိုရင်ရဲဝင်းကိုခုချက်ချင်းငါရှေ့ကိုခေါ်လိုက်ပြီးတော့ဂတိတောင်းပေးကြ တောင်းရမယ်ဘာဂရိတောင်းရမယ်ပြောကြည်ရဘာဂရိပဲဖြစ်ဖြစ်ငါပေးတယ်ဟာနော် နင်ကဘယ်နာနေဘလို့နားထောင်ရလဲ ဟိုနေမမြင်နိုင်တဲ့နေရာလေးကနေပြီးတော့ငါချောင်းပြီးတော့နားထောင်နေတာဟုတ်ငါဘလို့ဂရိမျိုးပေးရမလဲကြည်ပြပြောပါကြည်ရ နောက်တစ်ခါနင်ငါ့ကိုအသားယူဖို့မကြံရဘူး မကြံဘူး နင်ရဲ့စိတ်တွေငါနဲ့ပတ်သက်ပြီးတော့မယိုးမသားမဖြစ်ရ မဖြစ်ဘူး နင်ငါ့ကိုတငယ်ချင်းလိုပဲသဘောထားရမယ် ထားတယ် ဘာဖြစ်တာလဲအနောက်ကဘာလုပ်လိုက်တာလွယ်ဦးလား ဟောနေဘာတွေရှော့ပြောနေလဲနေရလေပေါက်ကြရတယ်တကောက်ခွက်ကတော့မှဝင်ပြီးတော့ပြစ်စိတ်ကြိုက်သွားလို့ အိုးကိုစိတ်ကြိုက်တယ်ဟဲ့လား ဟုတ်တယ်ခုနကတော့လေဟိုနေမမြောင်တစ်ပင်တန်းမှာချောင်းနေတော့လေဟာဟိုပြစ်စိတ်တွေကဘလို့ဟန်နေဘလို့လုံကြီးတဲ့ကိုမသိအောင်ဝင်သွားလည်းမသိဘူး အေးအဲ့ဒါလေနင်ငါကြောကုန်းနဲ့ပွဲစိတ်ထဲလို့ဝတ်လဲတာမှတ်ပလားရဲဝင် မှတ်ပြီတော်သေးရတကောက်ခွက်ပဲကြိုက်လို့ ပွဲစိတ်ဘယ်နှကောင်လောက်ဝင်သွားလဲ ဟောဘယ်သိမလဲကွာဒီတစ်ခါငါထည့်တာမှမဟုတ်တာ ဟာရောက်ရှိနေဦးမှာနော်တော့ကြမင်းရဲ့အဓိကနေရောက်ကိုင်မင်းဘယ်လိုလုပ်မလဲပြောနေတယ်ရှာကိုရဲဝင်တော့ဖွဲ့တာတော်ပြောကောင်းတယ်နော် ဒီကောင်တွေကျွန်တော်လိုက်နှောက်နေကြတာလက်လိုက်ဘာကိစ္စရှိလို့လဲကြပြကိစ္စပဲလား ဒီကကြပြကိစ္စမဟုတ်ပါဘူးကိုရဲဝင်းတို့အဖွဲ့ကိုကိုကြီးတောင်းကြရလေးရှိလို့ပါ ဟောဘာမြလဲပြောလေ ဒီလိုပါမိရမယ့်ကလေးကိုကျင်းနေဆောက်ရှောက်ပြီးပညာသင်ပေးနေတယ်အခုမှကြောင်းချမ်းရှိတယ် ဟုတ် အခုဆိုရင်ကလေးတွေကအများများလာပြီဆိုတော့စားဝင်နေရတဲ့ကိုကြီးထောက်ပံ့မှုလိုအပ်လာတယ်အဲ့ဒါဒီចောင်းပေးရမှာလက်လိုက်ယူကရမုံငွေရှာပေးမှုအဲ့ဒါကိုရဲဝင်းတို့အဖွဲ့ကိုကြီးပေးနိုင်မှာလို့ပါ အာဟာပရဟိတကိစ္စပဲကုညီရမှာပေါ့ကြည့်ကြရေကုညီမယ်မလား ပရိုက်တာအတွက်ပဲကူညီရမှာပေါ့ ဝမ်းသာလိုက်တာကျေးဇူးတင်ပါတယ်အော်ဟိုကိုရဲဝင်းတို့အဖွဲ့ထဲမှာအစိုးကောင်းအတီးကောင်းနေရှိရဆိုတာလေလက်လိုက်ကြားထားတယ် အဲ့ဒါတော့လက်ရကျွန်တော်ဆောင်းပြောနေပြန်ပြီဒီပွဲထဲမှာတကယ်အစိုးကောင်းအတိကောင်းလာကျွန်တော် မိဘမဲ့ကလေးများတို့လူကယ်ပါတယ်ရှင်